အလုံးမင်္ဂလာပါကျမဒီနေ့ဆွေးနွေးပေးချင်တဲ့အကြောင်းအရာတော့သူပြဿနာကိုပြဿနာမဖြစ်စိတ်နဲ့တဲ့လောကကြီးမှာလူတွေကအပြန်လဲမိခိုနေရတယ်အပြန်လဲဆက်နေရတယ်အဲ့ဒီအခါမှာကျမတို့ရဲ့နေ့စဉ်ဘဝရှင်သန်မှုမှာတစ်ဖက်လူရဲ့အလတ်မှုရရှိမှုပံ့ပိုးကူညီမှုတွေကနောက်တစ်ယောက်အတွက်အရေးကြီးတယ်ပေါ့နော်ဥပမာဆိုရင်ကျမတို့အမိုက်သိမ်းတဲ့လူလာမှာကိုယ့်အိမ်ကအမိုက်ပြစ်ရတယ်ပေါ့နော်အဲ့ခါမှာအမိုက်သိမ်းတဲ့လူမလာရင်ကိုယ့်အိမ်ကအမိုက်ကပြစ်လို့မရတော့အဲ့ခါမှာအမိုက်သိမ်းတဲ့လူလည်းမလာဘူးဆိုစိတ်ညစ်တာပေါ့နော်အဲ့လိုပဲကျမတို့နေ့စဉ်ဘဝမှာဟိုကမရလို့ဒီကမရလို့ဟိုလူမရှိလို့ဒီလူမရှိလို့ဆိုပြီးလမ်းနေပိတ်နေတဲ့လူတွေအများကြီးပဲပေါ့နော်တကယ်တော့တစ်ဖက်လူမလာတာသူကိစ္စဖြစ်ပြီးတော့ကျမတို့ကိုလိုချင်တဲ့ဟာကိုရအောင်လုပ်ဖို့ကိုကိစ္စဖြစ်ပါတယ်ဒါကြောင့်မလို့ကိစ္စတစ်ခုခုကြောင့်လမ်းပိတ်သွားပြီဆိုလို့ရှိရင်ကျမတပည့်တွေကိုပြောလို့ရှိရင်မင်းတို့ကွာလူတွေနဲ့တိုင်မပတ်ပါနဲ့ကိုမတက်နိုင်တဲ့ကိစ္စနဲ့အလုံးမလျှောက်ပါနဲ့တခြားနေလဲစဉ်းစားကြတာပေါ့ငါတို့လမ်းမိုက်ပဲရှိတာမဟုတ်ဘူးဂျားလက်နေလည်းရှိတယ်ခေပေါက်တွေလည်းရှိတယ်အဲ့ဒါကိုရအောင်ရှာတတ်ဖို့လိုပါတယ်ဒါကြောင့်မလို့ကိုပြဿနာသူပြဿနာမဖြစ်စေနဲ့သူပြဿနာလည်းကိုပြဿနာမဖြစ်ဘဲနဲ့ကိုသွားခြင်းတဲ့လမ်းကိုဖြောင်းဖြောင်းနဲ့သွားနိုင်ဖို့ကိုမှပဲတာဝန်ရှိတာပါလို့ပြောလိုက်ပြစေရှင်